ကားဝတ်ဦးကြောင်းအဲစားတော့မသိဘူးပေါ်ရနောက်ကိုလိုက်လာကောင်းတော့ညောင်းနေပြီဝယ်လာတဲ့မိုဘောင်းကိုဟိုတယ်ရောက်ပြီးဟိုတယ်မှာမိုဘောင်းစားမယ်။ထွေးတယ်လို့ဆိုတယ်။ဒီမှာမိုဘောင်းစားဖို့ဒီပေါ်တယ်။ဘာထုတ်ကိုငါးခုပါတယ်ထုတ်တာ။မိုဘောင်းလေးလေးဖြစ်တယ်။မိုဘောင်းချီရမယ်လား။ချီရဖို့ငါကလေငါလေပတင်ရငါစားတာကိုရေးရတယ်ငါဒီငါကောင်းတဲ့စားတာစားရင်ငါဒီနေ့မရှိလို့ပြရတယ်။အဲ့တော့ငါအဲ့လိုစားရင်တို့ရဲ့ first impression ငါမြင်ရမှာ။အခုဆိုငါလေဗီဒီယိုကောခေါ်ပြီးတော့လေကြည့်မယ်ဗီဒီယိုကောခေါ်တာဒါမှမဟုတ်လေငါ့ကို speak up ဖတ်တာရအောင်အဲ့လိုမှငါကြိုက်တာအဲ့ဒါဒီတဲ့အခုမှစားမှာငါငငယ်လေးကစားမှာချီယာဟိုလေဘယ်ဟာလဲဟုတ်ရှိရဲ့မုံစိမ်းပါနဲ့နည်းနည်းစင်နဲ့အဲမိုးတော့ဒါကိုကြိုက်တယ်ဒါကရှိကိုချိုပြီးကိုအဲ့တပ်ပဲเนาะအရှင်က